ဒီ page က copyright နှစ်ကြိမ်ထိပြီးမှ page quality အနီးဖြစ်သွားခဲ့တယ် page မှာ rich English မှကြပြီးမှအယောင်းဝယ်လုံးဝ 0 ဖြစ်သွားခဲ့လုံးဝကျသွားခဲ့တဲ့ချိန်မှာကျွန်တော်ရှိမှ subscribe တဲ့ချိန်မှာဒီ page ကိုကျွန်တော်ဘက်ကအသေးစိတ်စစ်ဆေးပြီးမှဖြစ်နေတဲ့အမားတွေကိုပြုပြင်ပြီး page နဲ့ပတ်သက်ပြီးရှောင်းရန်ဆောင်နဲ့ပတ်သက်မှလည်း page owner အားလုံးပြရှင်းပြချိန်မှာ page owner လည်းကျွန်တော်ပြောတဲ့အတိုင်းလိုက်နာပြီး post content တင်နေကျွန်တော်ဘက်ကလည်း attendance အများဆုံးဖြစ်အောင် request view affiliate ဖာညာတင်ပေးလိုက်တဲ့ချိန်မှာအချိန်တိုအတွင်းမှာပဲ page ကစိမ့်လာပါတယ် page စိမ့်လာခဲ့တဲ့အတွက်ကြောင့် page is recommendation annual ဖြစ်ပြီးလာတဲ့အတွက်ကြောင့် page မှာတင်လိုက်တဲ့ post content နဲ့ rich English မှတော်တော်လေးကိုထိရောက်ပါတယ်ပြီးလို့ရှိရင်ဒီ page နဲ့ follower မဖြစ်တဲ့အခြားလူတွေကိုလည်း Facebook က automatic suggest ပို့ပေးတဲ့အတွက်ကြောင့် follower အသစ်တွေတိုးလာတယ် rich English မှအသစ်တွေတိုးလာတဲ့အတွက်ကြောင့်ဈေးအောင်ဈေးဝယ်အသစ်လေးတွေတိုးပြီးလာတဲ့အတွက်ကြောင့် page ရဲ့ performance တော်တော်လေးအဆင်ပြေပါတယ်ယုံကြည်ပြီး subset အတွက်အထူးကိုကျေးဇူးတင်ပါတယ် page quality အနီရောင်နဲ့အစိမ်းအောင်လုပ်တဲ့ဥစ္စာရပ်ပိုင်းအတွင်းနဲ့စိမ့်တော့ခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်